Hello မင်္ဂလာပါဒီနေ့သုတတမ diploma level 2တဲ့ကလူတိုင်းကျင့်ရတတိပဋ္ဌာန်ဆိုတဲ့ချင်းကနေပြီးတော့ဆရာတော်ဘုရားကြီးဟောကြားထားတဲ့မြစ္စရိယတရား5ပါးပေါ့နော်အဲ့ဒါလေးကိုပြောပြပါမယ်တာမန်အားဖြင့်ဆိုလို့ရှိရင်တို့တွေကတိတ်ပြီးတော့အပြစ်မကြီးလို့ထင်တာပေါ့နော်မြစ္စရိယဆိုတာကျတော့ဝင်တိုခြင်းပေါ့နော်ဝင်တိုခြင်း5ပါးရှိတယ်အဲ့ဒါကိုအလွယ်ပေါ့နော်အမှတ်ရလွယ်အောင်လို့ဆိုပြတဲ့အခါကျတော့အာဝါကုလလာဘဝဏဓမ္မဆိုတဲ့အခါကျတော့မှတ်လို့ရပါတယ်အာဝါဆိုတာအာဝါဒအရေးအာဝါဒဓမ္မမဟုတ်အစောက်အုံကိုသာနေခြင်းနဲ့သူများကိုတိတ်ပြီးတော့မနေစေခြင်းပေါ့နော်ကိုသာရခြင်းနဲ့သူများကိုမရစေခြင်းကိုသာခံစားရခြင်းနဲ့သူများကိုမခံစားရခြင်းဝင်တိုတာပေါ့နော်အဲ့ဒါမျိုးနောက်တစ်ခုကကျတော့အာဝါကုလဆိုတာဘုန်းကြီးတွေမှာဆိုရင်တော့ဖြင့်နဲ့ကိုယ့်ရဲ့တက္ကမကိုသူများတခြားဘုန်းကြီးကိုမကိုးကွယ်စေခြင်းဘူးလို့လေနောက်တစ်ခုကလူတွေဆိုလို့ရှိရင်ကိုယ့်ရဲ့တငယ်ချင်းကိုသူများနဲ့မပေါင်းစေခြင်းဘူးပေါ့နော်အပေါင်းအသင်းမလုပ်စေခြင်းဘူးအဲ့ဒါကုလနောက်တစ်ခုကကျတော့လာဘကိုသာချမ်းသာခြင်းနဲ့ကိုသာပစ္စည်းဥစ္စာတွေရခြင်းနဲ့သူများကိုမရစေခြင်းဘူးနောက်တစ်ခုကတော့ဝဏဆိုတာကျတော့ကိုသာလှခြင်းနဲ့သူများကိုမလှစေခြင်းကိုသာချီးမွမ်းခံခြင်းနဲ့သူများကိုမချီးမွမ်းစေခြင်းဒါမျိုးနောက်တစ်ခုကတော့ဓမ္မမျက်စိရအဲ့ဒါထူးဆန်းတယ်နော်ကိုသာအဲ့ဒီတရားဓမ္မတွေကိုနားလည်ခြင်းနဲ့သူများကိုနားမလည်စေခြင်းဆိုတဲ့ဥစ္စာမျိုးပေါ့နော်အဲ့ဒါလေးတွေကကျတော့ကိုယ့်ရဲ့စိတ်ကလေးကိုအမြဲတမ်းစဉ်းစားဆင်ခြင်နေဖို့လိုပါတယ်ရှင်ကျေးဇူးတင်ပါတယ်